ပြန်လည်ဆွေးနွေးကြတယ်ဆွေးနွေးကြတဲ့ခါတော့ NUG မပါလာဘူး NUG ကဘယ်လိုပါဘူးသူနိုင်ငံမှမရှိတာနိုင်ငံမရှိတဲ့ခါကျတော့သူ့ကိုခေါ်မဆွေးနွေးဘူးလူတန်းမရှိဘူးပေါ့နော်အဲ့ဒီအပြင်ကိုနောက်ထပ်ဒီတိုင်းရင်းသားလက်နက်ကင်တောင်းကျမ်းသူတွေကိုလည်းခေါ်ပြီးတော့ဖူးခက်မှာခေါ်ပြီးတော့တွေ့တယ်နော်အဲ့ဒီအာဆီယံတန်တမန်ပေါ့နော်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကခေါ်တွေ့တယ်ခေါ်တွေ့တဲ့ခါကျတော့ဒီ NUG ဘက်ကလည်းအမျိုးမျိုးဝေဖန်တာပေါ့နော်ဒီခြီလန်းတွေကိုသူတို့စောက်ကြည့်နေတယ်လို့ဘာလို့ပေါ့နော်အဲ့ဒီအပြင်ကမှအာဆီယံလွတ်တော်ကိုယ်စားလှယ်လူအခွင့်အရေးဘာညာဆိုလားမသိလွတ်တော်အမှန်များတမကလားမသိအဲ့ဒီအဖွဲ့တွေကလည်းစာရီပါထုတ်တော့မောင်ဝင်းခိုင်တန်းကိုဗီဒီယို conference ကနေတဆင့်အာဆီယံအထူးတန်တမန်တွေ့ဆုံပါတယ်အဲ့တော့တခြားတန်တမန်တွေမပါတော့ဘဲနဲ့အဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးတဦးထဲကပဲတွေ့ဆုံတာဖြစ်တယ်ပေါ့နော်အဲ့တော့မောင်ဝင်းခိုင်တန်းကတော့ဘာတွေဆွေးနွေးခဲ့လဲဆိုတော့တိတိကျကျထုတ်ပြန်ထားတာတော့မရှိဘူးဒါပေမဲ့လည်းဘယ်လိုပြောမလဲအစောပိုင်းလုံးကဒီဘက်အစိုးရနဲ့တွေ့ပြီးသွားပြီเนาะအခြားသောလက်နက်ကင်ဖွဲ့တွေနဲ့လည်းတွေ့ပြီးသွားပြီအဆက်ကွဲမှာဆိုတဲ့ခါကျတော့သူတို့က online ပေါ်ဒီတင်တယ်ပြီးတော့ဒီဖိလစ်ပိုင်ဘက်ကိုလည်းသူတို့စာရေးပြီးတော့တောင်းဆိုတယ်ပေါ့သူတို့နဲ့တွေ့ဖို့အတွက်ပေါ့နော်အဲ့လိုတောင်းဆိုတာဖြစ်တဲ့အတွက်အဆက်ပြေအနေနဲ့ပေါ့နော်လူတန်းတော့မရှိဘူးပေါ့အဆက်ပြေအနေနဲ့အခုလိုမျိုးတွေ့ဆုံခွင့်ပေးလိုက်တာပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့2025ခုနှစ်မတ်လမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူ200ကျော်တည်ဆုံးခဲ့တဲ့ Sky Villa အဆောက်အဦရဲ့ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုခရိုင်တရားရုံးကထပ်တိုးထောင်ဒဏ်2နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီအခန်းပိုင်ရှင်တွေကပေါ့နော်။အိမ်ငန်းပိုင်ရှင်တွေကသိပြီးတော့တရားမျှတမှုမရှိသေးဘူးလို့ပြောပါတယ်။အဲ့တော့ဒီမှာကျွန်တော်ကြည့်တာသူ့ကိုတရားလူအနေနဲ့တရားစွဲထားတာကမြန်မာနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကဆွဲထားတာဖြစ်ပါတယ်။ဒီထောင်ဒဏ်9နှစ်တရားရုံးကချတာဖြစ်တဲ့အတွက်စာသုံးလုံးအနေနဲ့ကလည်းအောင်မြေသာဆန်ခရိုင်တရားရုံးကိုပြင်ဆင်ခွင့်တက်ခဲ့တယ်။နဲလို့เนาะစာသုံးလုံးဘက်ကတက်ခဲ့တယ်။ဒါပေမဲ့နောက်တော့2နှစ်တိုးပြီးချခဲ့တယ်ပေါ့နော်အဲ့တော့စာသုံးလုံးအနေနဲ့ပြင်ဆင်ခွင့်တက်လို့ရသေးလားမရသေးလားတော့ကျွန်တော်လည်းဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တိတ်မသိတော့နားမလည်ဘူးဒါပေမဲ့ဒါထောင်ဒဏ်9နှစ်ကြာခံမှာပေါ့အဲ့တော့ထောင်ဒဏ်9နှစ်ကြာခံမှာဆိုတော့လူသက်ပေါင်း200ကျော်ပေါ့နော်မိသားစုပေါင်းဆိုရင်တော့အများကြီးပေါ့လူသက်ပေါင်း200ကျော်ဆုံးရှုံးမှုပေါင်းအများပြားရှိတယ်နော်ဒီမှာဆုံးရှုံးမှုပေါင်းမိသားစုဘဝတွေပျက်စီးကြတယ်နော်အသက်တွေဆုံးရှုံးကြရတယ်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြရတယ်အဲ့တော့အခုချိန်ဒီကတော့သူတို့ပေးမဲ့ရော်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတော့ထပ်မကြားတော့အရင်တော့ဘယ်လောက်ပေးမယ်ဆိုလည်းမသိဘူးပေးမယ်လို့တော့ပြောတယ်ပေါ့နော်အဲ့တော့အခုသူ့ကိုထောင်ချမဲ့ထောင်ဒဏ်9နှစ်ကတော့နည်းတယ်ပေါ့လူ200လောက်ကိုတည်စီခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်မိတ်ဆွေတယောက်ပြောဘူးတယ်အဲ့ဒီ Sky Villa မှာအိမ်ငှားဖို့ပေါ့နော်အိမ်ငှားဖို့သွားတဲ့အခါမှာသူရေးထားတဲ့ဟွာထဲမှာငလင်တန်ကိုဘယ်လောက်ခံနိုင်လဲဆိုတဲ့အကြောင်းကအစအာမခံပြီးတော့နိုင်ငံသားတွေထားတာနော် 8.0 လားမသိအဲ့လောက်ထိခံနိုင်တယ်ဆိုပြီးတော့ကိုသူတို့ကကြီးညာပြီးတော့ငှားတာပေါ့နော်အဲ့လိုအခြေအနေမျိုးကိုအခုလိုမျိုးကြုံရတာပေါ့ကြုံရတဲ့ခါကျတော့ဒီလောက်ထောင်ဒဏ်ကတော့နည်းနေတယ်လို့ထင်တယ်နော်နည်းနေလို့ထင်တယ်တဘာဝဘေးဆိုပြီးမဲ့လေတဘာဝဘေးဆိုပြီးမဲ့လေဒီအဆောက်အုံဆောက်လက်နေရာမှာစံချိန်စံညွန်းမကိုက်ညီလို့အခုလိုမျိုးပြည်သူတွေတည်ဆုံမှုများပြားတာပေါ့နော်မန္တလေးမှာတိုက်တွေအများကြီးရှိတယ်တိုက်တွေအများပြားရှိတယ်သူကအစ်စ်တောင်ဆောက်ထားသေးတယ်ပေါ့နော်အဲ့တော့ဒီလိုနေရာမှာဆောက်တယ်နော်ဒီလို quality ဆောက်တယ်အဲ့တော့ quality နဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့ကျူစီတွေသူတို့ရောဘယ်လိုအရေးယူမလဲပေါ့နော်တကယ်ပဲ quality မှီတယ်လို့စစ်ဆေးခဲ့တာလားเนาะစစ်ဆေးချက်အဖြေထွက်ခဲ့တာလားပေါ့နော်ဒါတွေလည်းပြန်စစ်ဆေးဖို့လိုမှထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့လက်ရှိချိန်မှာဝါစိုက်တဲ့တောင်သူတွေနဲ့ပတ်သက်ပြီးတော့เนาะသတင်းတွေထွက်နေသတင်းတွေထွက်လာနိုင်ငံတော်သမ္မတကနေပြီးတော့ဒီလက်ရှိမကွေးကိုသွားတဲ့ခီးစဉ်မှာဝါနဲ့ပတ်သက်ပြီးတော့စကားတွေအများကြီးပြောတယ်အဲ့တော့ဝါနဲ့ပတ်သက်ပြီးပြောတဲ့ဟာကဟိုအစောပိုင်းတော့ကျွန်တော်တို့ဒီ forum တစ်ခုမှာလဲကျွန်တော်ကြားလိုက်သေးတယ်ကျွန်တော်ထင်တယ်ဒီ multipolar ဝါထင်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်ကြားလိုက်တယ်ပေါ့နော်နိုင်ငံတော်သမ္မတရဲ့ဒီဝါနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်အားထက်သန်မှုပေါ့2026ခုနှစ်ဇူလိုင်လ17ရက်နေ့ကမကွေးမြို့မှာကျင်းပခဲ့တဲ့ဝါစိုက်ပျိုးမှုမှဒီအထည်လေးစက်မှုလုပ်ငန်းစဉ်တို့ခေါင်းစဉ်တို့ဆွေးနွေးပွဲရလက်အနေနဲ့တဲ့ဝါစိုက်ပျိုးဧကတိုးမြင့်ရေးအတွက်မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်ဝါအထွက်နှုန်းပန်းနိုင်အထိရရှိရတဲ့ပြပတင်မှုမာနာမြင့်မာလာစီအတွက်ပေါ့ချီမြင်ရှိဝါစိုက်ပျိုးထုတ်လုပ်သောတောင်သူတွေအတွက်စိုက်ပျိုးစရိတ်ချင်းငွေဝါတဧကစိုက်လို့ရှင်3သိန်းကျပ်နှုန်းနဲ့နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေကနေ
ထုတ်ပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်ချင်းငွေထုတ်ပေးရမှာနိုင်ငံစီပွားမြစ်တွေရန်မုံငွေတိုင်းဒေသကြီးအစိုးရကနေတဆင့်ထုတ်ကြီးပြီးသွားမယ်လို့သိရပါတယ်ထုတ်ကြီးပေးမဲ့အစီအစဉ်အသေးစိတ်ကိုအချက်လက်တွေကိုဒါစိုက်ပျိုးရေးနဲ့မွေးမြူရေးဆင်မြောင်းဝန်ကြီးဌာနနဲ့သက်ဆိုင်ရာတိုင်းဒေသကြီးဆွဲအဖွဲ့တွေကဆက်လက်ထုတ်ပြန်သွားမယ်လို့သိရပါတယ်အဲ့တော့နောက်ဆက်တွဲရှိပါသေးတယ်အဲ့တော့ဝါနဲ့ပတ်သက်ပြီးတော့ဝါစိတ်တောင်သူတွေဝါမျိုးစီထုတ်ပြီးရောင်းချတဲ့သူတွေလိုက်နာဖို့တော့တတိပေးချက်လည်းထုတ်ပြန်ထားသေးတယ်အဲ့ဒါကတော့ဒီအထွတ်နှုံးကောင်းပြီးရေသွင်းမိတဲ့နိုင်ငံခြားဆက်မျိုးဝါစိုက်ပျိုးတဲ့သူတောင်သူတွေအတွက်ဆက်မျိုးဝါမျိုးစီရောင်းချရမှာဆက်မျိုး F1 အဆင့်ရှိတဲ့မျိုးစေ့ကိုသာဖြန့်ဖြူးရောင်းချရမှာဖြစ်ပြီးတော့ F1 အဆင့်စိုက်ပျိုးပြီးတော့ရရှိလာတဲ့ F2 အဆင့်မျိုးစေ့တွေကိုဖြန့်ဖြူးရောင်းချခြင်းမပြုဖို့အတွက်ညွှန်ကြားချက်ကိုဝါမျိုးစေ့ထုတ်လို့ရောင်းချသူတွေအနေနဲ့သိရှိထားပြီးသားဖြစ်ပါတယ်အဲ့ဒီအတွက် F2 မျိုးစေ့တွေကိုတောင်သူတွေအသုံးပြုထပ်မံစိုက်ပျိုးမှုမပြုဖို့အတွက်ဝါစိုက်တောင်သူတွေကိုအသိပညာပေးဆောင်ရွက်ခဲ့ပြီးလည်းဖြစ်တယ်အဲ့ဒီအတွက်ဆက်မျိုးဝါF2 မျိုးတွေကိုအသုံးပြုလို့ရှိရင်အောင်မြင်ဖြစ်တော်မူမရှိတာကိုသူတေသနာတွေရသိထားတယ်ပေါ့နော်အဲ့အတွက်မျိုးစီဥပဒေ2015မှာလည်းမှတ်ပုံတင်ထားခြင်းမရှိတဲ့မျိုးစီတွေရောင်းချခြင်းမပြုဖို့အတွက်တတ်မှတ်ပြဋ္ဌာန်းတာဖြစ်ပါတယ်ဒါတတိပေးချက်ထုတ်ပြန်ထားတာပေါ့နော်စိုက်ပျိုးနဲ့မွေးမြူရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်နောက်ထပ်အဲ့လိုပဲဝါနဲ့ပတ်သက်ပြီးတော့ဝါစိုက်တောင်သူတွေတော့ဝမ်းမြောက်ဖွယ်သတင်းကောင်းဆိုပြီးတော့တခုထပ်ထုတ်ပြန်ထားပါတယ်အဲ့ဒါကတော့ဝါစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာစေဖို့အတွက်ဆက်ရန်တရားတွေအနေနဲ့မြေပြုတ်ပြင်ခြင်းဝါမျိုးစေ့ချခြင်းကြားပေါင်းလိုက်ခြင်းကြောပိုးဝါကောက်ဆက်ဖြစ်ဝါစုတ်ကူးခြင်းများလှုပ်ဆောင်မှုလိုအပ်တယ်ဆိုလို့ရှိရင်ဆိုပါလိုအပ်တဲ့ဆက်ရန်တရားတွေစက်ကရိယာတွေကိုအသုံးပြုဆောင်ရွက်လိုတဲ့ဝါစိုက်တောင်သူတွေကိုစက်မှုလေယာဦးစီးဌာနကနေပြီးတော့အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်တာဖြစ်တဲ့အတွက်စိတ်ပါဝင်စားတဲ့တောင်သူတွေအနေနဲ့ဖုန်းနံပါတ်369 343115ကိုဒါဆက်သွယ်ပြီးတော့မေးမြန်းနိုင်တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်ဤနိုင်ကြီးရွာအုပ်စု MNDA ကနေပြီးတော့ဒေသခံပြည်သူတို့ကိုရိုက်နှက်တဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့ MNDA ကအဲ့ဒီပြည်သူတွေကိုခေါ်ပြီးတော့အစည်းအဝေးလုပ်တယ်တွေးဆုံပွဲလုပ်တယ်ပေါ့နော်တွေးဆုံပွဲလုပ်ပြီးတော့ပြန်လာတဲ့ဒေသခံပြည်သူတို့ကအဲ့ဒီ MNDA gate ကိုဖျက်တယ်ဖျက်တဲ့အချိန်မှာသူကဗရိတ်မမိတဲ့ခါကျ gate ကိုနည်းနည်းလေးကျော်သွားတယ်ဖြစ်တတ်ပါတယ်တချို့ဆိုင်ငယ်တွေဆိုဗရိတ်ကချောနေတာတို့လုံးဝမမိတာတို့ဂီယာနဲ့ဖမ်းတာတို့နေဒီမှာဒါမျိုးတွေကဖြစ်တတ်တယ်ပေါ့နော်ကလပ်ဘိန်းတွေဆိုရင်ပိုဆိုးတယ်ပေါ့နော်နည်းနည်းကြော်သွားနိုင်တာဖြစ်တတ်တယ်ပေါ့အဲ့လိုကြော်သွားတာဖြစ်တဲ့အတွက်ဒါဆိုင်ကယ်ကိုရက်ခိုင်းပြီးတော့အဲ့ဒီဂိတ်ကတက်သားတွေကဝိုင်းဝန်းရိုက်နှက်ကြတယ်အဲ့တော့သူကလည်းတာမန်လူမဟုတ်ဘူးရဲရွာအုပ်ချုပ်ရေးမှုတယောက်ဖြစ်တယ်ပေါ့နော်ရဲရွာအုပ်ချုပ်ရေးမှုတယောက်ဖြစ်တဲ့ခါကျတော့သူ့ကိုခေါ်ပြီးတော့ပထမဦးဆုံးပါရိုက်လိုက်တယ်ပါရိုက်ပြီးတော့အထဲကိုခေါ်သွားတယ်ခေါ်တော့ MND အရာရှိတွေကတနတ်တွေနေနဲ့ထုတယ်နှိပ်စက်တယ်ပေါ့ဗျာနှိပ်စက်တော့ဒဏ်ရာတွေရရှိတယ်ပေါ့ပြောမနေတော့နော်တောင်းကျမ်းသူတွေအုပ်ချုပ်တဲ့နေရာတွေမှာဆိုတော့လေဖြစ်ချင်တိုင်းဖြစ်နေမှာပေါ့နော်နောက်သတင်းတစ်ပုဒ်ကလက်ရှိဒါကမ္ဘာဖလားပေါ့နော်ကမ္ဘာဖလားလည်းဖြစ်နေတဲ့ခါကျတော့ဒိုင်နဲ့ FIFA ကဘက်လိုက်တယ်ဆိုပြီးတော့အာဂျင်တီးနားကိုကမ္ဘာဖလားကထုတ်ဖို့အတွက်လက်မှတ်ထိုးတောင်းဆိုသူ6တန်းကျော်လာတယ်လို့သိရပါတယ်ကမ္ဘာဖလားတမိုင်းမှာပေါ့နော်ဒီကမ္ဘာဘောလုံးဖွဲ့ချုပ်တမိုင်းမှာကမ္ဘာဖလားတမိုင်းတော့မပြောပါဘူးကမ္ဘာဘောလုံးဖွဲ့ချုပ်တမိုင်းမှာအခုလိုမျိုးလက်မှတ်ထိုးတောင်းဆိုတဲ့သူတွေရဲ့အရေးအတွက်ကဒါအများဆုံးလို့ကျွန်တော်ထင်တယ်အရင်တော့ဒီလိုဖြစ်စဉ်မျိုးမဖြစ်ခဲ့ဘူးအဲ့တော့အာဂျင်တီးနားအပေါ်ကိုဒိုင်လူကြီးတွေဘက်လိုက်တာမလိုက်တာ FIFA ကဘက်လိုက်တာမလိုက်တာတော့ကျွန်တော်တို့လည်းဝေဖန်လို့တော့မရ။ဘာကြောင့်လဲဆိုတော့ဒါကသူတို့ရဲ့ပြိုင်ပွဲစီးမင်းတွေကလည်းအများကြီးရှိတာ။ပြိုင်ပွဲစီးမင်းတွေကိုတိတိကျကျနားလည်တော့မှပဲကျွန်တော်တို့ကဒါကိုတိတိကျကျဝေဖန်လို့ရမှာပေါ့။နောက်မို့လို့ရှင်တော့ဒီကစားကွင်းထဲမှာကြည့်နေတဲ့အခြေအနေကတော့တချို့အရာတွေကတော့မဟန်တာတော့ဟုတ်တယ်။ဥပမာကျွန်တော်တို့ပွဲစဉ်စရာရေးဆွဲမှုတွေမှာလည်းတော်တော်လေးမဟန်တာတွေ့ရတယ်။အဲ့ဒီတော့ကျွန်တော်တို့ဘာမှမပြောလို့ပါဘူးပြောလို့ရှိရင်ဟိုဖန်ဒီဖန်လို့ဆွဆွဲခံရမှာဆိုတဲ့အကြောင်းမလို့ပေါ့မပြောဘူးပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီ VAR ဆုံးဖြတ်ချက်တွေနောက်ပြီးလို့ရှိရင်ဒီဒိုင်လူကြီးတွေရဲ့ဘက်လိုက်မှုတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဒီဘောလုံးပြိတ်သက်6တန်းလောက်ကနေပြီးတော့ကမ္ဘာဘောလုံးဖွဲ့ချုပ်ကိုတောင်းဆိုထားတယ်လို့သိရတယ်အာဂျင်တီးနားကိုထုတ်ပယ်ပေးဖို့ပေါ့နော်အဲ့တော့တိုက်ဆန်ဆိုင်မှာပဲဒီ16ရက်နေ့ညထင်ပါတယ်အာဂျင်တီးနားနဲ့အင်္ဂလန်နဲ့တွေ့မှာပေါ့နော်ဒါပြိတ်သက်တွေစိတ်ဝင်စားစောင့်မျှော်နေတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မြန်မာဘက်ကနေပြီးတော့ဒါမြေရှားလောက်ကွက်တွေကြောင့်ရေတူးညဉ့်ညံမှုတွေရဲ့အထောက်ထားတွေကိုထိုင်းနိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကနေတဆင့်တရုတ်အစိုးရကိုထိုင်းပြည်သူ့ပါတီကတင်သွင်းပေးပို့တယ်လို့သိရပါတယ်အဲ့တော့မြန်မာနယ်စပ်မှာတရားမဝင်တူးဖော်နေတဲ့မြေရှားနဲ့ရွှေတူးဖော်ရေးလောက်ကွက်တွေကြောင့်ထိုင်းဘက်ကိုစီးဆင်းနေတဲ့မြစ်ချောင်းတွေမှာအနေအလွန်များတဲ့ရေတူးညဉ့်ညံမှုတွေဖြစ်ပေါ်နေတယ်
ဒါနဲ့ပတ်သက်ပြီးတော့ကင်တွယ်ဖြည့်ရှင်းမှုအတွက်ထိုင်းပြည်သူ့ပါတီကဘန်ကောက်မှာရှိတဲ့တရုတ်တန်ယုံကိုပေးပို့လိုက်တယ်လို့သိရပါတယ်အဲ့တော့ဒီမှာသူတို့ရွှေတူးနေတဲ့နေရာတွေပေါ့နော်အစိုးရနဲ့လက်လန်းမိတဲ့နေရာတွေကတော့ဖမ်းတယ်အစိုးရနဲ့လက်လန်းမမိတဲ့နေရာတွေလက်နက်ကင်တွေရှိတဲ့နေရာတွေကတော့သူတို့ခွင့်ပြုချက်နဲ့တရုတ်နိုင်ငံသားတွေကပဲရွှေတူးနေတာပြီးခဲ့တဲ့ရက်ပိုင်းကတာချီလိတ်မှာနော်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေတော့ရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်နော်အဲ့မှာလေတရုတ်နိုင်ငံသားတွေပဲပေါ့နော်အဲ့တော့မြန်မာပြည်တွင်းမှာတရုတ်ကနေပြီးတော့တရုတ်နိုင်ငံသားတွေတရားဝင်လားတရားမဝင်လားသူတို့နိုင်ငံတွေတရားဝင်ဆေးလွတ်လားမလွတ်လားတော့မသိဘူးပြည်တွင်းမှာတော့တရားမဝင်တူးဖော်နေတဲ့လုပ်ကွက်တွေအများကြီးရှိတယ်လင်းပြန်လို့ရရင်ပြန်စေချင်တယ်နော်ဟိုနေ့ကကျွန်တော်ဖော်ပြခဲ့တယ်ပန်ဝါအနီးတစ်ဝိုက်မှာပန်ဝါနဲ့မဝေးဘူးအနီးတစ်ဝိုက်မှာပဲမြေရှားတွေတူးနေတာအကျယ်ကြီးတွေလုပ်ကွက်ကြီးတွေနော်ဘလို့ဘုံချမလွယ်ဘူးနော်အဲ့တော့အဲ့လိုမျိုးတရားမဝင်တူးဖော်တဲ့နေရာဘုံချတာတော့ဘာမှမဆန်းဘူးနော်ဒီလိုနိုင်ငံတော်ရဲ့တယံဇာတတွေဖျက်ဆီးနေတဲ့ဟိုပါ KIA နဲ့ပေါင်းပြီးတော့ခုလိုမျိုးတူးဖော်နေတာပေါ့နော်အဲ့လိုပဲဟိုဘက်ချက်မှာအခုထိုင်းဘက်ချက်မှာဆိုလို့ရှိရင်လည်းအဲ့နားမှာအနီးတဝိုက်မှာရှိတဲ့လက်နက်ကိုင်တွေနဲ့ပေါင်းပြီးတော့မြေရှားတွေရွှေတွေတူးနေကြတာပေါ့နော်အဲ့အတွက်ထိုင်းဘက်ကနေပြီးတော့တရုတ်ကိုလမ်းပြီးတော့တိုင်တာပေါ့အဲ့တော့ဘာလို့တရုတ်ကိုတိုင်တာလဲမြန်မာကိုတိုင်လို့မရဘူးလားမြန်မာအစိုးရအဲ့နေဆက်တွေကိုဩဇာလွှမ်းမှုသိမရှိတာဖြစ်တဲ့အတွက်တူးတာကလည်းတရုတ်နိုင်ငံသားတွေဖြစ်တဲ့အတွက်အခုလိုမျိုးတရုတ်ကိုတိုင်တာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါကတော့နိုင်ငံရေးပါတီတွေထဲမှာတော့အရင်တော့ကမြို့သားဒီမိုကရေစီပါတီတက်ထင်တယ်ကိုတန်းထွန်းပြီးလို့ရှင်နောက်ထပ်နိုင်ငံရေးပါတီအကြီးအကဲတယောက်အသက်ခံရပြန်ပါပြီအဲ့တော့ကျွန်တော်ခဏပြောနေတဲ့ရှမ်းပြည်တောင်ပိုင်းရွာငံနော်ရွာငံမြင်းကရိုးကြီးရွာကဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ DNDP ပါတီကဒုတိယဥက္ကဋ္ဌဦးစံတင့်သူနဲ့အတူဝက်တိုင်လုတ်ကင်တဲ့ဦးအောင်ဝင်းစိန်တို့နှစ်ဦးကိုအမည်မသိလက်နက်ကင်မဟုတ် PDF တွေနော်ရွာငံ PDF တွေအဲ့ဒီဘက်မှာကြောက်စရာ PDF တွေလည်းရှိတယ်နော်အဲ့ဒီ PDF တွေဖမ်းဆီးခေါ်ဆောင်သွားတယ်ဇူလိုင်လ14ရက်နေ့ညပိုင်းကညောင်မင်ကကြီးရွာမှာလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်အဲ့ဒီနောက်မှာတော့တပ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်ဦးစံတင်တပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဓနုပါတီကတော့ဓနုအမျိုးသားရေးတက်ရွယ်ပြီးတော့စွမ်းဆောင်ပေးနေတဲ့ဦးစံတင်အနေနဲ့ပေါ့ဘွားဆက်တိုင်းဒီလိုအဖြစ်ဆိုးတွေနဲ့မတွေ့ရပါစေနဲ့ဆူတောင်းတဲ့စာတစ်ခုတော့ဒါရေးထားတာတွေ့ရပါတယ်အဲ့တော့တပ်ပြတ်ခံရတဲ့သူနှစ်ဦးထဲမှာပေါ့နော်နောက်တစ်ဦးကတော့အဲ့ဒီကဝက်တိုင်ဦးအောင်ဝင်းစိန်ပေါ့နော်သူအရင်တက်ခံလိုက်ရတယ်ပြီးတော့မှနောက်တစ်ယောက်တက်ခံရတယ်ပေါ့နော်အဲ့တော့ဒီရွာငံမှာလေရွာငံမှာတော်တော်ကြီးဆိုးဆိုးဝါးဖြစ်နေအဲ့တော့ရွာငံကိုလုံခြုံရေးတိုးမြင့်တာတွေလှုပ်ဆောင်မှုတင့်ပြီလို့ထင်ပါတယ်နော်မကြဆိုသူလိုပဲအခုလိုမျိုးလာရောက်တက်ဖြတ်နေတာပေါ့နော်အဲ့ဒီဒေသမှာဒီ DSNDA ဓနု PDF နော် DPLA နောက်ပြီးအဲ့ကြောက်ဆရာ PDF တွေလည်းအဲ့ပေါ်တက်နေကြတာရှိတယ်ပေါ့နော်အဲ့လိုအများပြားရှိပါတယ်အဲ့တော့မဟုတ်လို့ရှိရင်တော့ဒီလိုပဲပြည်သူတွေတစားနဲ့အသက်ခံနေရအောင်မှာပဲဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီလိုင်းပွဲမြို့နယ်ထဲမှာရှိတဲ့တာလီဒေသမှာတရုတ်ကြားဖြတ်နေခြေချင်းလိန်နေတယ်ဆိုပြီးတော့ဒေသခံပြည်သူတွေကသတင်းပေးပို့လာပါတယ်ဒေသခံပြည်သူတွေရောက်အဲ့ဒီကိုရောက်တဲ့သူတွေပေါ့နော်ဒေသခံပြည်သူတွေတော့မဟုတ်အဲ့ဒီကိုရောက်သွားတဲ့သူတွေကမြင်ခဲ့တဲ့သူတွေကသတင်းပေးပို့လာပါတယ်အဲ့တော့ဟိုဘက်ချမ်းမှာအစိုးရကရှင်းတယ်နော်တော်တော်ရှင်းတဲ့အချိန်မှာKNU ထိန်းချုပ်ထားတဲ့နော်အဲ့မှာတက်တွေမရှိဘူးအဲ့ရရှိတဲ့တက်တွေအကုန်လုံးကို KNU တိုက်ထုတ်လိုက်ပြီတိုက်လိုက်တဲ့အချိန်မှာအဲ့ဒီမှာတရုတ်ကြားဖြတ်နေအဲ့ဒီကိုရောက်နေတယ်အဲ့တော့သက်ဆိုင်ရာတောင်းရှိတဲ့သူတွေအနေနဲ့တာလီတိတိုက်ရမယ်သဘောမှရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့နိုင်ငံသားတွေကိုပြည်နယ်နဲ့ပေးတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့စီမင်းအသစ်6ခုကိုဇူလိုင်လ14ရက်နေ့မှာထိုင်းအစိုးရကသတ်မှတ်လိုက်ပါတယ်အဲ့ဒါကတော့ထိုင်းအာဏာပိုင်တွေအနေနဲ့နှင်ထုတ်ဖို့လိုအပ်တယ်လို့ယူဆလို့ရှိရင်ပြည်နယ်နဲ့ပေးနိုင်တဲ့ပြစ်မှုအမျိုးအစား6မျိုးကထိုင်းနိုင်ငံတွေကိုတရားမဝင်ရောက်လာတာအလုပ်လုပ်ကင်တာနော်ဥပဒေချိုးဖောက်ပြီးတော့စီးပွားရေးလုပ်ကင်တာအစိုးရကတရားဝင်အထောက်အထားစာရွက်စာတမ်းတွေကိုအတုပြုလုပ်တာနော်ထောင်ဒဏ်3နှစ်နဲ့အထက်ကြာခံစေနိုင်တဲ့ပြစ်မှုကျူးလွန်တာနောက်ပြီးလို့ရှိရင်ပြစ်မှုကျူးလွန်တာအားပေးကူညီတာလှုပ်ဆော်တာဒါတွေလည်းပါဝင်တယ်လို့သိရပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာနေထိုင်တဲ့သူတွေပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုသွားမဲ့လူတွေပဲဖြစ်ဖြစ်နော်အဲ့တော့တရားမဝင်ရောက်ပြီဆိုတဲ့ဟိုကဒါသူတို့အနေနဲ့ပြည်နေနံပေးနိုင်တယ်ဆိုတဲ့အကြောင်းဒီမှာပါဝင်လာတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မြောက်ဒီတောင်ဘက်မှာရှိတဲ့ဖလူးမင်းလက်ပံဒေသမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်အဲ့ဒီမှာရှိနေတဲ့အချို့သော
စခန်းတွေကိုတက်မတော်နဲ့ပူပေါင်းအဖွဲ့ဝင်တွေကဒါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်